ကိုစားဒီမှာလူတန်းငွေလူတန်းခဲ့ပါတယ်ဒါပေမဲ့တကယ်ရေးကြည့်တာကတော့ကျမတို့ဒေသခံတွေကကိုဒေသမှာရှိတဲ့ဒေဒီပစိုးတွေအဆောက်အဦတွေကိုထိမ့်သိမ့်ဖို့စိတ်အားထက်သန်ဖို့ပါအင်တာမှာအရေးကြီးပါတယ်လေစေးတွေတဆူကိုတဲလိုက်ရုံနဲ့မပြီးပါဘူးဆက်ပြီးတော့ထိမ့်သိမ့်ရမှာဖြစ်ပါတယ်ဆက်ပြီးတော့ထိမ့်သိမ့်မှာဒီစေးတွေမြတ်တွေဟာကြာရှည်ကျမတို့ရဲ့ပြည်သူလူထုတွေကနေပြီးတော့ဖူးပြီးတော့ကုသိုလ်ယူနိုင်တဲ့အခြေအနေရှိမှာပါဒီလိုပဲကျမတို့ဘာလို့တစ်ခုပဲလုပ်လို့ထိမ့်သိမ်းရေးဟာအင်တာမအရေးကြီးပါတယ်အစမှာတော့စိတ်တက်တဲ့ကြောကြတဲ့ဝင်ပြီးတော့တိဆောက်တဲ့အချိန်မှာပါလာပြီးတော့တကယ်ထိမ့်သိမ်းရမယ့်အချိန်ကျတော့စိတ်အားထက်သန်မှုမရှိတာဟာကျမတို့နိုင်ငံအတွက်မကောင်းပါဘူးဒါမျိုးဆိုတာဟာအဆောက်အဦတွေမဟုတ်ပါဘူးစနစ်တစ်ခုလည်းဒီလိုပါပဲအခုကျမတို့နိုင်ငံမှာဆိုလို့ရှိရင်ပြည်ထောင်စုစနစ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုထူထောင်ဖို့ကျမတို့ကြိုးပမ်းနေပါတယ်ထူထောင်ရေးတိဆောက်ရေးလုပ်ငန်းတွေမှာအားလုံးဝိုင်းပြီးတော့ပါဝင်ဖို့လိုသလိုဆက်လက်ပြီးတော့ဒီလုပ်ငန်းတွေရဲ့ရလဒ်တွေကိုထိမ့်သိမ်းထားဖို့လေအားလုံးကနေပြီးတော့ပါဝင်ဖို့အရေးကြီးပါတယ်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာအဖက်ဖက်ကနေပြီးတော့ကျမတို့ကြည့်ရပါတယ်အခြေခံအဖြစ်ဆိုလို့ရှိရင်ပြည်သူလူထုတိုးတက်မှုရှိမှနိုင်ငံကတိုးတက်မှာပါနိုင်ငံရဲ့တကယ်တိုးတက်မှုကိုပြည်သူလူထုရဲ့အရေးချင်းပြည်သူလူထုနဲ့စွမ်းပကားနဲ့ကျမတို့တိုင်းတာမှသာလျှင်အတိတ်ပဲရှိမှာဖြစ်ပါတယ်နိုင်ငံတော်မှာဘလောက်ဗန္ဒာငွေရှိအစိုးရမှာဘလောက်ပဲဗန္ဒာငွေတောင်းပြည်သူလူထုဟာအရေးချင်းနဲ့မပြည့်စုံဘူးဆိုရင်ဒါတွေကိုကျမတို့ဆက်လက်ထိန်းသိမ်းဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူးကျမတို့နိုင်ငံကိုလွတ်လပ်ရေးရခဲ့တဲ့ရစဉ်အခါကပြည်ခဲ့အစပြီးတော့ပြည်ထောင်စုဖြစ်နေဦးတည်ပြီးတော့တည်ထောင်ခဲ့တာဖြစ်ပါတယ်ဒါလည်းကျမထပ်တလဲလဲပြည်သူလူထုကိုသတိပေးပါတယ်တခါတလေတချို့ကိစ္စတွေကိုကျမထပ်တလဲလဲပြောရလို့နားထောင်ရတဲ့လူတွေတောင်မှအားနာပါတယ်ဒါပေမဲ့ကျမလေ့လာပူတာတော့ဒီစိတ်ဓာတ်ပညာရှင်တွေကနေပြီးတော့ဘယ်လိုဆိုလဲဆိုတော့လူတူတယောက်ကစိတ်ထဲမှာအချက်လက်တစ်ခုတကယ်ဆွဲဆွဲမြဲမြဲဖြစ်သွားဖို့ဆိုအကျိန်200လောက်ကြားမှာဖြစ်တယ်လို့ဆိုပါတယ်ဒါတော့ကျမအခုပြောတာတွေအကျိန်200တော့မရှိသေးပါဘူးရှင်လေဒါကြောင့်မလို့ထပ်တလဲလဲကျမပြောပါမယ်ကျမတို့နိုင်ငံဟာပြည်ထောင်စုပါပြည်ထောင်စုဆိုတာအားလုံးရဲ့စုပေါင်းအင်အားနဲ့တည်ထောင်ထားတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်အားလုံးရဲ့စုပေါင်းအင်အားနဲ့တည်ထောင်ထားတဲ့တိုင်းပြည်ဆိုတော့ကျမတို့အားလုံးကဝိုင်းပြီးတော့ထိမ့်သိမ်းမှုဟာအရေးကြီးပါတယ်မနေ့တုန်းကကျမတို့ဒီကျက်တာစီတီတော်ရဲ့အမြတ်ကြီးကိုသွားပြီးတော့ဒီလေ့လာတဲ့အခါမှာစောက်လို့ရေးဝကြီးဌာနအနေပြီးတော့ရှင်းပြပါတယ်အရင်နှစ်တုန်းကအမိုးတွေကြီးမြေရှည်တွေပြိုပြီးတော့ပျက်စီးရတဲ့ကိစ္စတွေမှာအဲ့ဒီဟာကိုအခြေအနေ9ရက်ခွဲပြီးတော့ရှင်းပြတဲ့အခါမှာအခြေအနေ9ရက်ထဲမှာ3ရက်ကတိုးချဲ့ရည်မြစ်တွေကြောင့်ဖြစ်တာပါတိုးချဲ့တယ်ဆိုတာမူလကအတိုင်းမဟုတ်ဘဲနဲ့တိုးချဲ့လိုက်တာဒီတော့တိုးချဲ့တဲ့အချိန်မှာကိုလှူကျင်တာပဲကိုစိတ်အားတန်ပြီးတော့တကယ်တိုးချဲ့တဲ့မတိုးချဲ့တဲ့တိုးချဲ့တဲ့အခါမှာအဆင်ပြေမပြေကိုလေ့လာမှုအားနည်းခဲ့တယ်လို့ကျမတို့သုံးသပ်ရပါတယ်နိုင်ငံတနိုင်ငံမှာလည်းဒီလိုပါပဲကိုလိုချင်တာကြီးပဲကျမတို့ကြည့်ပြီးတော့လုပ်လို့မရပါဘူးတနိုင်ငံလုံးအတွက်ရေရှည်အကျိုးစီးပွားဖြစ်မဲ့အဲ့ကိစ္စရပ်တွေကိုကျမတို့ဦးစားပေးရမှာပါငါလိုချင်တဲ့ငါလှုပ်ထားငါဆိုတဲ့အတ္တစိတ်ကိုတော့ကျမတို့ထိန်းရပါလိမ့်မယ်လူတိုင်းဟာပရဟိတအတ္တစိတ်စိတ်ဓာတ်နှမျိုးစလုံးရှိတာဟာပြည့်စုံပါတယ်ကိုအကျိုးအတွက်လည်းကိုလုံနိုင်ရမယ်အများအကျိုးအတွက်လည်းလုံနိုင်ရမယ်ကိုအကျိုးအတွက်ကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင်ရေရှည်မှာအများအကျိုးအတွက်မဖြစ်ကောင်းကျိုးမရှိတာကိုကျမတို့တွေ့နိုင်ရပါလိမ့်မယ်ဒါမှမဟုတ်တခြားပြောင်းပြန်အနေနဲ့ကျမတို့ပုထုဇဉ်လူသားတွေကိုအများအကျိုးပဲလုပ်ရအတွက်ပဲလုပ်ရမယ်ကိုအကျိုးအတွက်မကြည့်ရဘူးဆိုရင်လည်းလက်တွေ့မကျဘူးဒါပုထုဇဉ်များဖြစ်တဲ့အလျောက်ကိုအကျိုးအတွက်တော့ကိုကြည့်ကြတာကြီးပဲဒါကြောင့်မလို့အများအကျိုးကိုအကျိုးနဲ့ဆိုရင်ကျမတို့နှစ်ခုစလုံးချိန်ခွင်ရှာညီမျှအောင်လို့ကျမတို့စူးစမ်းဖို့လိုပါတယ်ခုကျမတို့ကလည်းဘုဒ္ဓံမကြမီပေါ့နော်ကျမတို့တိုင်းဒီနိုင်ငံအတွင်းမှာသွားနိုင်တဲ့နေရာတွေကျမတို့သွားပါတယ်ဘုဒ္ဓံကြပြီဆိုရင်ရာသီဥတုအခြေအနေရခီးသွားတာမလွယ်ပါဘူးဒီလိုသွားတဲ့နေရာမှာကျမတို့ရဲ့နိုင်ငံရဲ့စိန်ခေါ်မှုတွေကိုကွက်ကွယ်မြင်ရပါတယ်ကျမတို့မသိလို့မဟုတ်ပါဘူးအစားထိုးတဲ့ကကျမတို့တွက်ချက်ထားတဲ့အတိုင်းပဲပြဿနာတွေဟာကျမတို့နိုင်ငံရဲ့ပြဿနာတွေကတနေရာနဲ့တနေရာဆင်တူရိုးမှတွေရှိပါတယ်သို့တော်လည်းပြည်သူတွေရဲ့အကြောင်းနဲ့ကြားလိုက်ပြီးတော့ပြည်သူတွေနဲ့ဓာတ်ရိုက်မျက်နှာချင်းဆိုင်ပြီးတော့ဖြည့်ရှင်းပိုင်ခွင့်ရတာဟာကျမတို့အစိုးရအတွက်အင်တာမအကျိုးရှိတယ်လို့ကျမထင်မြင်ပါတယ်
ခုနကပြောသလိုပေါ့နော်ဒီလမ်းကနေလာမှာတယောက်တည်းအတန်ဆိုပေမဲ့လည်းကျမအလေးထားတယ်ကျမတို့နိုင်ငံသူနိုင်ငံသားတွေကတယောက်တည်းကထမင်းကနေပါတယ်လို့ပြောလို့ရှိရင်ကျမစိတ်မချမ်းသာဘူးဘယ်သူမှဒီနိုင်ငံမှာထမင်းမငတ်တဲ့ဘူးဘယ်သူမှဒီနိုင်ငံမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုပြပြနေတာမရှိဘူးထမင်းငတ်တယ်ဆိုတာဟာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတာပဲကိုနေသူကဘယ်နောက်စားမဲ့ထမင်းကဘယ်ကလာမလဲဆိုတာကိုဥပင်းဇောကဖြစ်နေရတယ်ဆိုလို့ရှိရင်ဒါကျမတို့နိုင်ငံဟာတိုးတက်ဖွံ့ဖြိုးတဲ့တော့တိုးတက်ဖွံ့ဖြိုးမှုမရှိဘူးဆိုတာပြနေတာဖြစ်ပါတယ်။ဒါပေမဲ့ဂျုံလုံးပြောရမယ်ဆိုရင်ကမ္ဘာပေါ်မှာအချမ်းသာဆုံးလို့ဆိုတဲ့နိုင်ငံဒီမှာတောင်မှဆင်းရဲမွဲတေမှုဟာမလွတ်ကင်းကြပါဘူး။ဆင်းရဲမွဲတေမှုတွေရှိခဲ့ပါတယ်။ကျမလည်းဒါတွေကိုသတိပြုမိခဲ့ပါတယ်။ချမ်းသာတဲ့သူတွေဆင်းရဲတဲ့သူကြားမှာကွာဟမှုတွေဟာများပါတယ်တချို့အင်တာချမ်းသာတဲ့နိုင်ငံကြီးတွေမှာတောင်မှဒါကြောင့်မလို့ကျမတို့နိုင်ငံတိုးတက်ဖွံ့ဖြိုးတဲ့နေရာမှာညီညီမျှမျှတိုးတက်ဖွံ့ဖြိုးသွားစေချင်တယ်ဆိုတာဒီလိုချမ်းသာတဲ့သူတွေနဲ့မချမ်းသာတဲ့သူတွေကြားကွာခြားမှုများလေလေနိုင်ငံတနိုင်ငံရဲ့တည်ငြိမ်မှုဟာနည်းလေလေပါပဲဒါကြောင့်ကျမတို့နိုင်ငံရဲ့တည်ငြိမ်မှုကိုကျမတို့ဥတည်ပြီးတော့တနိုင်ငံလုံးဟန်ချက်ညီညီနဲ့တိုးတက်တာကိုဖွံ့ဖြိုးတာကိုကျမတို့မြင်ကြပါတယ်အဲ့ဒီဟာအတွက်လည်းကျမတို့ကြိုးစားဒီလိုဟန်ချက်ကြီးအားလုံးတစ်ပြေးညီတိုးတက်အောင်လုပ်ဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဒါကျမတို့နိုင်ငံဆိုလို့ရှိရင်တနေရာနဲ့တနေရာတိုင်းပြည်ပြည်နယ်တွေတစ်ခုချင်းရဲ့ချမ်းသာမှုနှုန်းပေါ့နော်။အဲ့ဒါလည်းမတူပါဘူး။ဒီတချို့ကျမတို့ရဲ့တိုင်းပြည်နယ်တွေမှာဆိုလို့ရှိရင်ဖွံ့ဖြိုးမှုအင်တာနက်ပါတယ်။တချို့နေရာတွေမှာကြာရင်တော့များပါတယ်။နောက်အခုတိုးတက်တဲ့အခြေအနေမှာလည်းတချို့နေရာတွေမှာတိုးတက်မှုများပါတယ်။တချို့နေရာတွေမှာနေပါတယ်။ကျမတို့နိုင်ငံကပြည်တော်စုစိတ်ဓာတ်နဲ့လိုရမယ်ဆိုလို့ရှိရင်ဒီတိုးတက်မှုကိုလည်းပတ်သက်လို့တွက်တဲ့အခါမှာကျမတို့ကစီးပွားရေးအတွက်ကြီးပဲတွက်လို့မရပါဘူးနိုင်ငံရေးအတွက်လည်းတွက်ရပါတယ်ကျမတို့ရဲ့ပြည်သူလူထုတွေရဲ့စိတ်ဓာတ်ရေးရအောင်လည်းကျမတို့ကနေပြီးတော့ဆင်ခြင်ပြီးတော့ဆောင်ရွက်ရပါတယ်တချို့ပြည်နယ်တွေတိုင်းတွေမှာဆိုလို့ရှိရင်ကျမတို့စီးပွားရေးအရအကျိုးအမြတ်မရှိပေမဲ့လည်းလူမှုရေးအရပုံမူပြီးတော့အထောက်အကူပေးဖို့လိုလို့ပုံမူပြီးတော့အထောက်အကူပေးပါတယ်တချို့နေရာတွေမှာကျမတို့လမ်းဆောက်ရတာဆိုရင်ဥပမာအဖြစ်ပြောရင်အင်တာမကုန်ကြစိတ်များပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပစ္စည်းမရှိတာပစ္စည်းကိုသယ်သွားရတာလားဆောက်လို့ပစ္စည်းတွေကိုအဝေးကနေသယ်ရတာအဲ့တော့သယ်စိတ်တွေအင်တာမများတာတစ်ခါတည်းစားရင်အလုပ်သမားတွေမရှိတာအလုပ်သမားတွေကိုအပြင်ဘက်ကနေခေါ်ရတာတခြားတိုင်းတွေပြည်နယ်တွေကနေခေါ်ရတာဒါတွေကလည်းပို့ပြီးတော့ကုန်ကြစိတ်တွေများလာပါတယ်။သို့တော်ညာလည်းကျမတို့နိုင်ငံပြည်ကြီးတိုးတက်ရေးအတွက်ညီညွတ်ရေးအတွက်ကျမတို့ကနေပြီးတော့ဦးစားပေးပြီးတော့ဒီလိုဖွံ့ဖြိုးမှုလုပ်ငန်းတွေလည်းလုပ်ရပါတယ်အမြဲပဲအကျိုးမှစီးပွားရေးအရာအကျိုးမြတ်ရှိမှလုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျမတို့လုပ်လို့မရပါဘူးခုမောင်နိုင်ဟာဆိုလို့ရှိရင်မွန်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်မွန်ပြည်နယ်မြို့တော်ဆိုတော့ကျမတို့ရဲ့မွန်တိုင်းရင်းသားများအများစုနေတဲ့ရက်ဒေသဖြစ်ပါတယ်ကျမတို့မွန်တိုင်းရင်းသားများနဲ့တခြားတိုင်းရင်းသားများအကြားမှာချစ်ခင်ညီညီညွတ်နေတာကိုကျမတွေ့ကြပါတယ်ဘယ်တိုင်းသားတွေပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ညီညွတ်ညွတ်ချစ်ခင်နေနိုင်တယ်ဆိုလို့ရှိရင်အင်မတန်မှကြည့်ရတာတင့်တယ်ပါတယ်ကိုယ်တိုင်ကမသိပေနဲ့မြင်ရတဲ့လူတွေရဲ့အမျက်မျက်စိထဲမှာအင်မတန်မှတင့်တယ်ပါတယ်ညီညွတ်ရေးတူနဲ့တူမေတ္တာထားရင်သူကိုရည်ကြီးမှုချင်းမတူဘူးလားမျိုးရိုးချင်းမတူဘူးဘာသာစကားချင်းမတူဘူးကိုယ်ရဲ့ဘာသာချင်းမတူဘူးဆိုပေမဲ့လည်းတကယ်နှလုံးသားချင်းတူနေတဲ့နိုင်ငံတနိုင်ငံရဲ့အသွင်ပြင်ဟာအင်မတန်မှလှပတင်တယ်ပါလေဒီလိုနိုင်ငံမျိုးပဲကျမတို့နိုင်ငံကိုဖြစ်စေချင်ပါတယ်ဒီလိုဖြစ်ဖို့ဆိုတာလည်းစန္ဒတစ်ခုလေးနဲ့ကျမတို့ရတာမဟုတ်ပါဘူးအောင်မြင်ခြင်းတရား၄ပါးအတိုင်းဆိုလို့ရှိရင်စန္ဒကိုဝရိယစိတ်ဓာတ်ပညာနဲ့ကျမတို့ကနေပြီးတော့တည်ယူသွားမှဖြစ်မြောက်မှာပါကျမတို့ရဲ့ဒီစန္ဒရဲ့အရာကျမတို့ခံစားခြင်းနဲ့အတိအပွင့်အကျိုးမြတ်တွေကိုကျမတို့ခံစားနိုင်မှာဖြစ်ပါတယ်။အဲဒါကြောင့်အားလုံးကနေပြီးတော့ဝိုင်းပြီးတော့ကြိုးစားစီချင်ပါတယ်။ကျမတို့ပြည်သူတွေနဲ့တွေ့တဲ့အခါကျလို့ရှိရင်ကျမတို့ပြည်သူတွေရဲ့ဆိုရင်ကြုံကြမှုတွေမျှော်လင့်ချက်တွေကိုတင်ပြဖို့ကျမတို့အားပေးပါတယ်။ဒီလိုတင်ပြတဲ့နေရာမှာစောစောကျမပြောတဲ့အတိုင်းပဲတတိုင်းပြည်လို့တူညီတဲ့ပြဿနာတွေပဲကျမတို့ထပ်တလဲလဲကြားရပါတယ်။ထူးထူးခြားခြားဒီနေရာမှာတစ်ခါဘယ်နေရာမှာမှမရှိတဲ့ပြဿနာတွေရှိပါလားဆိုတော့ကျမတို့တစ်ခါမှမတွေ့ခဲ့ရပါဘူး။ဒီပြဿနာတွေပါပဲတော့ကျမတို့ဟာအားလုံးတခီးရဲသွားနေတာတလေရဲစီးနေတဲ့ပြည်တော်စုသားသမီးတွေဖြစ်တယ်ဆိုတာအင်ပတာမှထင်ရှားပါတယ်ကျမတို့ဒီအခြေခံပြဿနာအခုဆိုလို့ရှိရင်ဒီမှာအခြေခံပြဿနာ6ခုဆိုပြီးတော့ကျမတို့ပြောလို့ရပါတယ်ဒီ6ခုကိုပြီးရင်တခြားပြဿနာတွေကျမတို့မတွေ့ခဲ့ရပါဘူးဒီတိုင်းပြည်လုံးမှာကျ
6ခုဆိုတာပါလဲဆိုတော့ပထမအဆုံးကတော့တောက်သုံးရရရှိရေးပေါ့ဒါကတော့ပို့ပြီးတော့ဒီတဖြည်းဖြည်းဒီတောက်သုံးရလိုအပ်ချက်ကနည်းလာတယ်ဆိုတော့တောက်သုံးရစီမံကိန်းတွေပို့ပြီးတော့အောင်မြင်မြင်ထိတဲ့အောင်ရှိတဲ့အခါကျတော့တောက်သုံးရမလုံလောက်ပါဘူးလို့ပြောတဲ့နေရာလေးကအင်မတန်မှနည်းလာပါတယ်ဒါပေမဲ့ရှိပါသေးတယ်အဲ့တော့တောက်သုံးရလုံလောက်ဖို့ဆိုတာဟာကျမတို့လူသားများအတွက်အခြေခံလိုအပ်ချက်တစ်ခုပဲဒါကြောင့်မို့တောက်သုံးရရရှိဖို့လည်းကျမတို့အင်မတန်မှအလေးထားပြီးတော့ဆောင်ရွက်ပေးနေပါတယ်နောက်ဒုတိယတောင်းဆိုကြတာတော့လမ်းပန်းဆက်သွယ်ရေးလမ်းပန်းဆက်သွယ်ရေးကဒါဟာလမ်းပန်းဆက်သွယ်ရေးဆိုရိုးရိုးလေးဒီနေရာနဲ့ဒီနေရာကိုသွားဖို့ဒါတည်းမကပါဘူးစီးပွားရေးဘက်ပေါ်မှာလည်းကျိုးတဲ့မှုရှိပါတယ်ပညာရေးကျန်းမာရေးမှာလည်းအကျိုးသက်ရောက်မှုရှိပါတယ်လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ရှိရင်ကျောင်းသွားရခက်တယ်လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ရှိရင်ဆေးရုံဆေးကံကိုများများဆဆလူနာတွေကိုပို့ပေးရတာခက်တယ်စသဖြင့်ဒီလိုလမ်းပန်းဆက်သွယ်ရေးကောင်းခြင်းဆိုတာဟာစီးပွားရေးအတွက်လည်းမဟုတ်ပါဘူးကျမတို့တခြားကျန်းမာရေးပညာရေးလူမှုရေးအတွက်လည်းအမှအရေးကြီးတဲ့ကိစ္စတွေဖြစ်ပါတယ်နောက်တတိယတောင်းဆိုချက်ကတော့လျှက်စစ်ပါပဲလျှက်စစ်နဲ့ပတ်သက်လို့တော့မလက်ဖြန်ကြလို့ရှိရင်ကျမတို့ပို့ပြီးတော့ဒါပြောစရာရှိပါလိမ့်မယ်ဒီလျှက်စစ်တာပြီးတိုင်းပြည်လုံးရရှိရေးအတွက်လည်းကျမတို့စူးစမ်းနေပါတယ်အခုဒီနှစ်မကုန်မီမှာဆိုလို့ရှိရင်ကျမတို့နိုင်ငံမှာ90%ကတော့လက်စစ်တာမရရှိတဲ့အခြေအနေကိုရောက်မယ်လို့ကျမတို့မျှော်မှန်းထားပါတယ်။နောက်3-4နှစ်အတွင်းမှာဆိုလို့ရှိရင်100%ပြည့်စုံနိုင်မယ်လို့လည်းကျမတို့မျှော်မှန်းထားပါတယ်။ဒါတော့ကျမတို့ဆက်ပြီးစူးစမ်းအောင်ပါ။ကျမတို့ဒီစီမံကိန်းတစ်ခုချတယ်ဆိုတာရည်မှန်းချက်ရှိတယ်။ဒါပေမဲ့ရည်မှန်းချက်အကောင့်တွေပေါ်တဲ့နေရာမှာအောင်မြင်အောင်ဖို့ဆိုတာဟာလုပ်ဖို့အရာအများကြီးများပါတယ်။အခြေခံကျမတို့ကနေပြီးတော့ငွေရေးကြေးလိုအပ်ချက်လည်းရှိတယ်။ဒီကြွချင်ပညာရှင်များရဲ့လိုအပ်ချက်လည်းရှိတယ်ကျမတို့လုံနောက်ဝရိယလိုအပ်ချက်တွေလည်းရှိပါတယ်ဒီလက်စစ်ပြီးတဲ့အခါကျလို့ရှိရင်ပညာရေးကိုအလေးထားပြီးတော့ပေးတယ်ဆိုတော့ထားတယ်ဆိုတော့ကျမတို့တွေ့ရပါတယ်ဒါလည်းဒီတိုင်းပြည်လုံးမှာဒါလည်းကျမတို့တရားတစ်ခါတည်းစဉ်းစားပါတယ်တော့ကျမတို့နိုင်ငံမှာပဲလားတခြားနိုင်ငံတွေမှာရောဒီလိုပဲလားကျမတို့နိုင်ငံကအထူးဖြင့်ကျမပညာရေးကိုပို့ပြီးတော့အလေးထားသလားဆိုတော့ကျမစဉ်းစားပါတယ်တချို့တခြားနိုင်ငံကပုဂ္ဂိုလ်တွေကိုမေးတော့သူတို့လည်းသိတော့မသိကြဘူးကျမတို့နိုင်ငံကတော့ထင်ထင်ရှားရှားကိုပညာရေးကိုကျမ်းမာရေးတဲ့ပို့ပြီးတော့အလေးထားတာကျမသတိပြုမိပါတယ်ဒါလည်းဒီနေ့အဖြစ်ကောင်းပါတယ်ဒါဟာကျမတို့ရဲ့မိဘပြည်သူများဟာမိမိတို့ရဲ့သားသမီးများရဲ့အနာဂတ်ရှေ့ရေးကိုမျှော်ကိုးပြီးတော့ပညာကောင်းကောင်းသင်ပေးစေချင်တဲ့စိတ်ရှိတာဒါကျမတို့နိုင်ငံရဲ့အာသာချက်တစ်ခုပါပဲသို့တော်လည်းပညာရေးတတ်ထားပြီးတော့မကျမ်းမာလို့ရှိရင်လည်းတကယ်တော့ဒီဘဝမှာယုံကံနဲ့ဘဝမှာယုံကံဖို့ဆိုတာဟာအားနဲ့သွားပါလိမ့်မယ်ဒါကျမတို့ကတော့ကျမ်းမာရေးကိုလည်းအလေးထားခြင်းပဲဓာတ်တူအလေးထားခြင်းပဲကျမတို့အစိုးရအနေနဲ့တော့ပညာရေးနဲ့ကျမ်းမာရေးတစ်ခုစလုံးကိုဓာတ်တူအလေးထားစေခြင်းပဲကျမတို့ပြည်သူတွေကနည်းနည်းတော့ပညာရေးဘက်ကိုအားတန်တယ်ဆိုတာဒါအမှားလို့ကျမပြောတာမဟုတ်ပါဘူးဒါအခြေအနေကိုကျမထောက်ပြတာပါဒီနောက်ဆုံးကိစ္စကတော့ဒါကျမစောစောပြောသွားသလိုပဲတောက်တုံးရရှိရေးနံပါတ်7တွေ့ရေးလက်စစ်ပညာရေးကျန်းမာရေးအခုနံပါတ်6ကတော့အများဆုံးအခုကျမတို့အခုတော်ကြားနေရတာတော့ဒီလေယာမြေပိုင်ဆိုင်ခွင့်တွေနဲ့ပတ်သက်လို့ပါတယ်အရင်တော့မူလပိုင်ရှင်တွေကိုအဲ့လေပြပြီးတော့ပေးမယ်ဆိုတဲ့ကိစ္စတွေဒါ2012ခုနှစ်တည်းကပြည်တော်စုလွှတ်တော်မှာဆုံးဖြတ်ချက်အရလိုအပ်မယ့်စီမံကိန်းတွေနဲ့ပတ်သက်လို့အင်မတန်မှစိတ်ဝင်စားမှုရှိတယ်ဆိုတာကျမသတိပြုမိပါတယ်ဒီလိုစိတ်ဝင်စားမှုရှိတယ်ဆိုတာတော့ကျမစဉ်းစားပါတယ်ဘာဖြစ်လို့ဒီလောက်တောင်မှဒီမြေကိစ္စတွေလေယာမြေကိစ္စတွေကိုအထူးစိတ်ဝင်စားတယ်ကျမတို့နိုင်ငံဟာစိုက်ပျိုးရေးကိုအခုအထိပေါ့နော်စိုက်ပျိုးရေးကိုအဓိကမှီဝဲနေတဲ့နိုင်ငံမဟုတ်လို့လားဒါကြောင့်မို့ကျမတို့ရဲ့ပြည်သူလူထုရဲ့90%နီးပါးနေပြီးတော့စိုက်ပျိုးရေးကိုမှီဝဲပြီးတော့တက်မွေးကြောင်းနေရတဲ့ပြည်သူတွေမဟုတ်လို့လားဒါကြောင့်မို့ကျမတို့ကနေပြီးတော့အထူးဒီလေယာမြေကိစ္စတွေကိုစိတ်ဝင်စားတာလားဒါမှမဟုတ်ပိုင်ဆိုင်ခွင့်ကိုစိတ်ဝင်စားတာလားအဲ့ဒါကျမစဉ်းစားပါတယ်ဒီပိုင်ဆိုင်ခွင့်ကိုစိတ်ဝင်စားတာနဲ့စိုက်ပျိုးမြေကိုစိတ်ဝင်စားတာကိုယ့်ရဲ့အသက်မွေးကြောင်းအတွက်စိုက်ပျိုးဖို့လိုအပ်တဲ့မြေကိုစိတ်ဝင်စားတာဟာမတူပါဘူးအဲဒါကြောင့်မလို့တောင်းဆိုတဲ့ပုဂ္ဂိုလ်တွေများအနေနဲ့လည်းဒီဟာကိုတည်တည်ကြလေးစဉ်းစားသိချင်ပါတယ်ကိုယ့်ရဲ့ရပိုင်ခွင့်ကိုကိုယ်အကျိုးအတွက်တင်ဖို့အများအကျိုးအတွက်ပါသုံးဖို့ဟာအရေးကြီးပါတယ်ကိုတယောက်တည်းရဲ့အကျိုးအတွက်ပဲကိုမိသားစုရဲ့အကျိုးအတွက်ပဲမဟုတ်ဘဲနဲ့အများအတွက်အကျိုးဖြစ်စေတဲ့နည်းနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကျမတို့တယောက်ချင်းတယောက်ချင်းကနေပြီးတော့သုံးနိုင်မယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံဟာအများနှုန်းနဲ့ကိုတိုးတက်မှာပါဒီလိုလေယာမြေကိစ္စတွေနဲ့ပတ်သက်လို့လည်းပဋိပက္ခတွေအများကြီးဖြစ်ပါတယ်ရေကိုသိမ်းထားတဲ့ပုံကိုနဲ့အသိမ်းခံရတဲ့ပုံကိုချင်းပဋိပက္ခဖြစ်တာတစ်မျိုးဒီ
ရပိုင်ခွင့်ရှိပါတယ်ဆိုပြီးတယောက်နဲ့တယောက်ပြိုင်ပြီးတော့ရပိုင်ခွင့်ရှောက်ထားတွေကတမျိုးပေါ့ပဋိပက္ခတွေအများကြီးတက်လာပါတယ်အဲ့တော့အဲ့ဒီလိုကျမတို့ကနေပြီးတော့ပဋိပက္ခတွေတက်လာတာမြင်ရတဲ့အခါကျတော့ဒီလိုလဲရမြေတွေကိုမူလပိုင်ရှင်ကိုပြန်လဲပေးအပ်ဖို့အတွက်လွတ်တော်ကဆုံးဖြတ်ခဲ့တုန်းကဘာကိုဥတည်ပြီးတော့ဆုံးဖြတ်ခဲ့တာလဲဆိုတော့ပြည်သူလူထုအနေနဲ့လည်းနည်းနည်းတတိယသိချင်ပါတယ်ကျမတို့ကတော့မတ်တစ်ကတော့တရားမျှတမှုအတွက်ကျမတို့ဆုံးဖြတ်တာလို့ဒါကတော့ကျမရဲ့ခံယူချက်ပေါ့နော်တခြားလွတ်တော်အဲ့ဒီတော့ကလည်းကျမလွတ်တော်ထဲမှာကိုယ်စားလှယ်ဖြစ်နေတောင်းဝင်ထားဆောင်နေပါတယ်တခြားလွတ်တော်ကိုယ်စားလှယ်တယောက်ချင်းရဲ့အမြင်ကိုကျမပြောတာမဟုတ်ပါဘူးကျမအမြင်ကတော့နံပါတ်1ဒီလိုမူလပိုင်ရှင်ကိုလဲရမြေတွေပြန်ပေးတဲ့နေရာမြေတွေပြန်ပေးရမှာဘာကြောင့်လဲဆိုနံပါတ်1ကတရားမျှတရေးကြောင့်ပါပဲကျမတို့ကနေပြီးတော့တရားဥပဒေစိုးမိုးရေးကိုယုံကြည်တဲ့အစိုးရဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးဆိုတာတည်ငြိမ်တဲ့နိုင်ငံတစ်ခုရဲ့ကြောရိုးလို့ကျမတို့ခံယူပါတယ်တရားဥပဒေစိုးမိုးရေးအရာတရားမျှတရေးအရာမှန်ကန်လှုပ်ဆောင်ရေးအရာအတွက်ကျမတို့ဒီမူလပိုင်ရှင်တွေကိုပြန်ပေးတဲ့နေဆိုကျမတို့သဘောတူတာပါဒုတိယကတော့ကျမအမြင်မှာတော့ဒီလိုလဲရမြေတွေကိုမူလပိုင်ရှင်တွေကိုပြန်ပြီးပေးခြင်းအပြင်ကျမတို့ရဲ့စိုက်ပျိုးရေးခန္ဓာပုံမပြီးတော့ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ကျမတို့ဒီလိုမြင်ခဲ့လို့ပါဒီတော့တရားမျှတရေးနဲ့စီးပွားရေးဖွံ့ဖြိုးရေးဒီနှစ်ခုကိုကျမအခြေခံပြီးတော့ကျမတို့ရဲ့ဒီလဲရမြေတွေကိုမူလပိုင်ရှင်တွေကိုပြန်ပေးခြင်းလုပ်ငန်းဟာမှန်ကန်တဲ့လုပ်ထိုက်တဲ့ကိစ္စဖြစ်တယ်လို့ယူဆပါတယ်ဒါပေမဲ့အားလုံးကတော့ဒီလိုအမြင်ရှိတာတော့ကျမမသိပါဘူးဒီကျမတို့အစိုးရအနေနဲ့တော့လွှတ်တော်မှာလွှတ်တော်ရဲ့ဆုံးဖြတ်တဲ့အချက်နဲ့ကိုက်ညီစွာဒီမူလပိုင်ရှင်တွေကိုပြန်ပေးခြင်းကိစ္စမြေတွေပြန်ပေးခြင်းကိစ္စကိုအများဆုံးဆောင်ရွက်ဖို့အားကြိုးစားနေပါတယ်ဒီလိုကြိုးစားနေတဲ့နေရာမှာအခက်အခဲရှိတယ်ဆိုတော့ကျမပြည်သူလူထုကိုပုံမှန်လေးပဲတင်ပြချင်ပါတယ်အခက်အခဲတွေကလည်းအမျိုးမျိုးပါပထမတော့ဒါလည်းကျမထောက်ပြရပါတယ်ဒီလိုပြည်သူတွေနဲ့တွေ့ဆုံပွဲတိုင်းမှာလည်းပဲထောက်ပြရတယ်ပထမအခက်အခဲတစ်ခုကသိမ်းထားတဲ့ပုံပုံများပြန်ပြီးတော့မဆုံးလွတ်ခြင်းလို့ဖြစ်ရတဲ့အခက်အခဲဒုတိယအခက်အခဲကတော့သိမ်းထားတဲ့ဆဲတဲ့ထားတဲ့ပုံကိုတွေကပြန်တော့ဆုံးလွတ်ဖို့ကတော့အရှင်းသင်းဖြစ်နေပြီဒါပေမဲ့ကျမတို့အုပ်ချုပ်ရေးပြောင်းထိုင်ရရဲ့အားနည်းချက်ကြောင့်မလို့များဆန်းအကောင့်တွေမပေါ်နိုင်တာဒါဒုတိယအခက်အခဲနောက်တတိယအခက်အခဲကတော့တောင်းတဲ့သူတွေအချင်းချင်းပဋိပက္ခဖြစ်ကြတာပေါ့ကိုပိုင်ဆိုင်နဲ့ငါပိုင်ဆိုင်နဲ့ငါရဲ့ပိုင်ဆိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်ဆိုပြီးတော့အဲ့ဒီလိုတယောက်နဲ့တယောက်အငင်းပွားကြတယ်ရတယ်ပွားကြတာတွေကလည်းဒါတတိယအခက်အခဲဒါပေမဲ့သဒုဋ္ဌအခက်အခဲတစ်ခုရှိပါတယ်အဲ့ဒါတော့ကျမအမြင်မှာတော့ဒါအဆိုးဆုံးအခက်အခဲဖြစ်ပါတယ်အဲ့ဒါတော့တချို့ကတော့ပိုင်ဆိုင်မှုမရှိမှန်းသိရတဲ့ရလို့ရညာတောင်းတာတွေလည်းပါပါတယ်ဒါကျမအမှန်တိုင်းပြောတာပဲအဲ့ဒါလည်းမဖြစ်သင့်ပါဘူးဒီလိုမလုပ်ကြပါဘူးကျမတို့ပြည်သူလူထုတွေနဲ့ဖြောင်းမကိုယ့်ရဲ့စီးပွားတိုးတက်ရေးကိုရှာစေချင်ပါတယ်ကျမတို့နိုင်ငံတစ်နိုင်ငံရဲ့အစိုးရဆိုတာနိုင်ငံသူနိုင်ငံသားတယောက်ချင်းပေါ်မှာတာဝန်ရှိတယ်ဆိုတော့ကျမလက်ခံပါတယ်ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေထဲမှာလဲရမြေမရှိလို့နေကြနေမရှိလို့ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်အစိုးရကနေပြီးတော့ကူညီဖို့အစိုးရကနေပြီးတော့ဒီပြဿနာတွေကိုဝိုင်းပြီးဖြေရှင်းဖို့တာဝန်ရှိတယ်ဆိုတော့ကျမတို့လုံးဝလက်ခံပါတယ်ဒီဟာကိုမငြင်းပါဘူးဒါပေမဲ့လည်းပြည်သူလူထုကတော့အထူးဝိုင်းပြီးတော့ရုန်းကန်ရမှာပေါ့ဘယ်လို့မှအစိုးရတစ်ခုတည်းကနေပြီးတော့နိုင်ငံတနိုင်ငံရဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူးပြည်သူလူထုကနေပါဝင်ပြီးတော့ရုန်းကန်မှဒါတွေကိုဖြေရှင်းနိုင်ပါမယ်ဒါမှမဟုတ်ကျမတို့ပြည်သူလူထုကလည်းတရားဥပဒေပေါင်းတွင်မှာနေပြီးတော့ကိုရတဲ့အခွင့်အရေးတွေကိုမှန်ကန်တောင်းပါကျမတို့ဒီဟာကိုကျမတို့အားပေးပါတယ်ကျမတို့လည်းလူလားဒီဝိုင်းဝန်းပြီးတော့ပေါက်ဖို့ပေးပါမယ်ဒါပေမဲ့မကန်မယိုးမဖြောင်းမလုပ်ကြပါနဲ့ဒါကျမတို့နိုင်ငံတနိုင်ငံလုံးကိုထိခိုက်ပါတယ်နိုင်ငံသူနိုင်ငံသားတယောက်မဖြောင်းလို့ရှိရင်တနိုင်ငံလုံးကိုထိခိုက်ပါတယ်အဲ့ဒီလိုစိတ်ထားစေချင်ပါတယ်ငါနဲ့ဘာဆိုင်တယ်ဆိုတဲ့စိတ်မဟုတ်ဘဲနဲ့ဘလူးသေးငတေမာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးလည်းမဟုတ်ဘဲနဲ့ငါကောင်းစားတယ်ဆိုတာငါတိုင်းပြည်ကောင်းစားတာပဲငါတိုင်းပြည်ကောင်းစားတယ်ဆိုတာငါကောင်းစားတာပဲငါမကောင်းရင်ငါတိုင်းပြည်လည်းမကောင်းဘူးဆိုတော့ဒီလိုစိတ်တွေထားစေချင်ပါတယ်ဒီလိုစိတ်တွေထားမှကျမတို့မြန်ဆန်တိုးတက်နိုင်ပါပါကမ္ဘာပေါ်မှာအတိုးတက်ဆုံးဖွံ့ဖြိုးဆုံးနိုင်ငံတချို့ဟာအင်ပလမတ်သေးတဲ့နိုင်ငံတွေဖြစ်ပါတယ်ဥပမာဆွစ်ဇာလန်တို့လိုစင်ကာပူတို့လိုအဲ့ဒီလိုနိုင်ငံတွေမှာတရားဇာတကျွယ်ဝလာဆိုတော့ဘာတရားဇာတလည်းပြောပါတော့မမရှိပါဘူးသို့တော်လည်းသူတို့ရဲ့တကယ်အဓိကတရားဇာတဖြစ်တဲ့ပြည်သူလူထုရဲ့အရေးချင်းတွေကမြင်မာတယ်
ဒီဟာကိုကျမတို့ဥတည်တာပါကျမတို့ရဲ့ပြည်သူလူထုရဲ့အရေးချင်းနေတာမြင်မမယ်ဆိုလို့ရှိရင်ဘယ်လိုစိတ်ခေါ်မှုကိုပဲမဆိုကျမတို့ရင်ဆိုင်နိုင်မယ်ကြော်လွှားနိုင်မယ်ဒီလိုမြင်မအရေးချင်းတွေမြင်များဖို့ဆိုတာစနစ်တစ်ခုကမှကောင်းဖို့လည်းအရေးကြီးပါတယ်အဲ့ဒီကြောင့်ဒါကြောင့်မလို့ကျမတို့ကနေပြီးတော့တရားဥပဒေစိုးမိုးရေးကိုအဓိကထားတာပါနိုင်ငံတစ်နိုင်ငံရဲ့စနစ်တစ်ခုမှန်ကန်မှုမှန်ကန်တဲ့လမ်းကြောင်းမှာဒီနိုင်ငံဟာတိုးတက်သွားဖို့ဆိုလို့ရှိရင်တရားဥပဒေစိုးမိုးရေးရှိဖို့ရှိရတရားတဲ့ဥပဒေနော်ဥပဒေတွေမတရားဘူးဆိုကျမတို့ပြောင်းရမယ်ဥပဒေဆိုလူတွေကလုပ်ထားတဲ့ကိစ္စပဲတဘာဝနေရာမှာအရာထွက်ပေါ်လာတဲ့ကိစ္စမဟုတ်ဘူးမမှန်ကန်ဘူးမတရားဘူးလို့ရှိရင်ဒါကျမတို့ပြောင်းရမယ်ဒါပေမဲ့ဥပဒေတွေကမှန်ကန်တဲ့တရားတွေအများအတွက်လိုလားအပ်တဲ့ဥပဒေတွေဆိုရင်ကျမတို့ဒီဥပဒေတွေကိုလေးစားရမယ်ထိန်းသိမ်းရမယ်ဒီဥပဒေတွေပေါင်းတွဲရနေပြီးတော့ကျမတို့ရဲ့တိုးတက်ရေးအတွက်ကျမတို့နိုင်ငံရဲ့တိုးတက်ရေးအတွက်ကြိုးစားသွားမှာဖြစ်ပါတယ်။အဲတော့ကျမအခုဒီပါလီမန်မှာလာတဲ့အခါမှာတခြားမြို့တွေမှာလိုပဲတွေ့ဆုံပွဲအတွက်စာနဲ့ပြီးတော့တင်ထားတယ်။တင်ပြထားချက်တွေရှိပါတယ်။တချို့တွေကလည်းမိကုန်းတွေပါတယ်တချို့တွေကလည်းနားမလဲလို့ရှင်းပြစေချင်တဲ့ကိစ္စလေးတွေပါပါတယ်တချို့မိကုန်းတွေကပြည်နယ်ဆိုရနဲ့ဆိုင်တာကြောင့်မလို့ပြည်နယ်ဆိုရကနေပြဖြေပါမယ်တချို့ကိစ္စတွေကကျမတို့ပြည်တော်စုဆိုရဘက်ကပါလာတဲ့ဝန်ကြီးတွေကဖြည့်ဆည်းပြီးတော့ဖြေရမယ်ဖြည့်ပေးရမယ်အချက်လက်တွေလည်းပါပါတယ်နောက်ပြီးလို့ရှိရင်ကျမတို့ပြည်သူတွေကတည်းကနေပြီးတော့မိကုန်းတွေမေးဖို့ကျမတို့စီစဉ်ထားပါတယ်လုံထုံးလုံးကြီးရပြီကျမတို့ကအပြင်မှာရှိတဲ့ပြည်သူတွေကိုကျမတို့အများပဲဦးစားပေးပါတယ်ဒါကတော့အကြောင်းတစ်ကြောင်းပေါ့နော်တစ်ချောင်းကတော့ရာသီဥတုအရာအပြင်မှာနေရတဲ့ကျမတို့ပြည်သူတွေကဒါမှပို့ပြီးတော့ပင်ပန်းပါတယ်နောက်ဒုတိယကတော့ဒီအထက်ဝင်ရတဲ့လူတွေကနည်းနည်းပို့ပြီးတော့အခွင့်အရေးရတယ်လို့ကျမကတော့ယူဆပါတယ်ဒါကြောင့်မလို့ပြတာသွားအောင်လို့ဒီလိုမေးတဲ့နေရာမှာအပြင်ကကျမတို့ပြည်သူတွေကိုကျမတို့ပထမဦးစားပေးပြီးတော့ခွင့်ရပေးပါမယ်နောက်ခွင့်ရပေးပြီးတဲ့အခါမှာဒီခမတွေကပြည်သူတွေကချင်းရှိတဲ့ကျမတို့ပြောခွင့်ပေးပါမယ်အဲ့ဒီလိုပြောဖို့ဟာကြလို့ရှိရင်အခုဒီလိုလုပ်နေပုံဆိုတော့နည်းနည်းခက်လိမ့်မယ်ဘယ်လိုလုပ်မြန်မြန်ဆန်ဆန်မိုက်ရှိအောင်လဲမသိဘူးဒီကြားထဲမှာပိတ်နေတယ်အခုမဟုတ်သေးပါဘူးကျမတို့နောက်ဒါလေးတော့နည်းနည်းကြည့်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကနောက်ပိုင်းခမတွေကပြည်သူတွေမေးခွန်းပေးတဲ့အခါကျရင်ဒီမိုက်ရှေကိုပထမဦးဆုံးရောက်တဲ့လူတွေကိုကျမတို့ခွင့်ရပေးပါတယ်အဲ့တော့လက်မထောင်ပါနဲ့မှတ်တာလည်းမထားပါနဲ့မိုက်ရှေသာမြန်မြန်ရအောင်လို့သွားဖို့ချင်ကြတယ်သို့သောညာလေကိုကနေပြီးတော့အခုမဟုတ်ဘူးအခုစပြီးသွားလို့မရပါဘူးကျမတို့သွားပြပေးတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီလိုရောက်သွားတဲ့အခါကျရင်ကိုယ့်ရှိရတခြားသူတွေရောက်သွားလို့ကိုမပြောလိုက်ရလို့ရှိရင်မညူစွာနဲ့စိတ်မကောက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့တကယ်တော့တခြားကျမတို့ပြည်သူပြည်သားတွေရဲ့ပြဿနာတွေကိုသိချာနားထောင်လို့ရှိရင်ကိုယ့်ပြဿနာတွေနဲ့လည်းဘာမှသိပြီးတော့မကွာခြားဘူးဆိုတာတွေ့ရပါလိမ့်မယ်အဲ့တော့ကိုလိုချင်တဲ့အဖြေတွေကတခြားသူတွေမေးတဲ့မိကုန်းတွေကနေပြီးတော့လည်းတစ်ဆင့်ရောက်လာနိုင်ပါတယ်ဒါကြောင့်မလို့မလူကြပါနဲ့နေရာမလူပါလူကြပါနဲ့လူတဲ့ကိစ္စတွေအားလုံးနဲ့မှာနေရာလူချင်းဆိုတာအဆိုးဆုံးကိစ္စပဲဖြစ်တယ်လို့ကျွန်မအနေနဲ့သိပေးရအောင်ကျွန်တော်ဆက်လက်ပြီးတော့ပြည်သူလူထုတင်ပြချက်များကိုပြန်လည်ဖြေကြားမယ့်အစီအစဉ်ပြုလုပ်သွားမှာဖြစ်ပါတယ်ပထမဦးစွာကျွန်တော်တိုင်း